A martini, shaken not stirred. James Bond ရဲ့ကဘာကျော် shaken not stirred ဆိုတဲ့စကားလုံးကတကယ်တော့ cocktail လောကရဲ့စီးမြင်ရဆိုရင်အကြီးကြီးမားနေတယ်ဆိုတာသင်သိပါလားဒါဆိုဘာလို့ကဘာကျော်လို့ရဲ့ agent ကြီးကဒီလိုတမင်သက်သာပါခဲ့တာလဲဒီနောက်ဝယ်ကလှုပ်ဝက်ချက်နဲ့အတူကဘာပထမဆုံး cocktail ကြီးဘယ်လိုမွေးဖွားလာတယ်လဲဆိုတာကိုဒီနေ့ဗီဒီယိုမှာအဖြေရှာကြည့်အောင်အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ cocktail လောကရဲ့ဘယင်တွေလို့တင်စားရတဲ့ဝရန်နိခေတ်ကလေးကနေယခုချိန်ထိလူကြိုက်များနေစေဖြစ်တဲ့သမိုင်းဝင် cocktail နှစ်ခွက်ကြောင်းကိုပြောပြတော့ပါမယ်အဲ့ဒါကတော့ကဘာပထမဆုံး cocktail တွေလို့သတ်မှတ်ခံရတဲ့ old fashion နဲ့ James Bond ကြောင့်ကဘာကျော်သွားတဲ့မာတီနီတို့ရဲ့စိတ်ဝင်စားစရာဇာတ်လမ်းတွေပဲဖြစ်ပါတယ်ကဲအတိတ်ကိုပြန်သွားပြီးဒီနာမည်ကျော်ရက်ခွက်တွေရဲ့မွေးဖွားရာကိုလေ့လာကြည့်လိုက်အောင်ပထမဆုံးအနေနဲ့ old fashion အကြောင်းစပြောကြရအောင်နာမည်ကရှစ်ကြတော်လို့အဓိပ္ပာယ်ရပါတယ်ဘာလို့ဒီနာမည်ပေးခဲ့တာ1806ခုနှစ်တုန်းကသတင်းစာတစ်စောင်မှာ cocktail ဆိုတာဘာလဲဆိုတာကိုပထမဆုံးအဓိပ္ပာယ်ဖွင့်ဆိုခဲ့ပူပါတယ်အဲ့ဒီမှာ cocktail ဆိုတာရက်တကြားရေနဲ့ခါတတ်ရတာတို့ကိုရောစပ်ထားတာလို့ရေးသားခဲ့ပါတယ်အဲ့ဒါဟာ cocktail ရဲ့အခြေခံကျဆုံး formula ပါဒါပေမဲ့1890ပြည့်နှစ်လောက်ရောက်လာတဲ့အခါမှာဗာရနာတွေကလိုက်ရင်လာပြီးအရက်ထဲကိုတခြားအရက်တွေတတိယိုတွေဖြော်ရည်မျိုးစုံတွေလျှောက်ထည့်ပြီးစမ်းသစ်လာကြပါတယ်အဲ့ဒီခါမှာရိုးရှင်းရှင်းရတာကိုပဲကြိုက်တဲ့သူတွေကဗာရနာကိုဒီလိုပြောလာကြပါတယ်အယောင်တွေချိုတွေအများကြီးမထည့်နဲ့ငါ့ကိုရှေ့တုန်းက style တိုင်းပဲဖြော်ပြီးကင်တမီတွေခေါ်တယ်ဒီလို fashion way လို့စပြီးမှားရကနေဒီနာမည်လေးတွင်သွားတာဖြစ်ပါတယ် old fashion ရဲ့ဇင်းမြစ်စစ်မှန်ကိုတော့အမေရိကန်နိုင်ငံကင်နက်ကီပြည်နယ်က Huntington's Club လို့လူသိများကြပါတယ်အဲ့ဒီကဗာရနာတယောက်ကနာမည်ကြီးဘောဘုံဝီစကီစက်ရုံမှရှင်ဖြစ်တဲ့ James Pepper တို့ထွေးရွယ်ပြီးဖြော်ပေးခဲ့ရကနေစတင်ခဲ့တယ်လို့သမိုင်းမှတ်တမ်းတွေကဆိုပါတယ် old fashion ဖြော်နည်းကအရန်ကိုရိုးရှင်းပေမဲ့အရန်ကိုကနဝင်ဆန်းပါတယ်တကြားကလေးတစ်တုံ Ingostra Bitter 20လောက်ရေနဲ့ငယ်ပြီးတော့အရေးသွေးကောင်းတဲ့ဘောဘုံဒါမှမဟုတ် Brian Whiskey တို့ပဲဖြစ်ပါတယ်အပေါ်ကနေလိမ္မော်ကုန်လေးအစီကိုညှစ်ချလိုက်မယ်ဆိုရင် Whiskey ရဲ့ပြင်းရှားတဲ့ရတာကိုတကြားရဲ့အချိုတက်နဲ့ Bitters ရဲ့အမွှေးကြိုင်တွေကအကောင်းဆုံးထိန်းသိမ်းပေးထားတဲ့ကမ္ဘာပထမဆုံးနဲ့အကောင်းဆုံး cocktail တစ်ခွက်ကိုရရှိမှာဖြစ်ပါတယ်ကဲ old fashion ရဲ့ရိုးရှင်းမှုကိုသိပြီးဆိုရင်တော့အခုခေတ်ရဲ့အမိုက်စာကြောက်ရှင်ဆုံး cocktail ဖြစ်တဲ့ martini ဘက်ကိုကူးလိုက်ကြရအောင် martini ကို cocktail တွေရဲ့ဘီရင်လို့တော့တင်စားကြပါတယ် martini ရဲ့သမိုင်းက1860ပြည့်နှစ်တွေလောက်မှာ martini လို့ခေါ်တဲ့အချိုးကဲတဲ့ cocktail တစ်ခုကနေဆင်းသက်လာတာပါဒါပေမဲ့ martini ကိုကဘာကြော်သွားသေးတာကတော့သမိုင်းမဟုတ်ပါဘူးရုပ်ရှင်တွေကစက်ကောင်တစ်ကောင်ကြောက်ပါဟုတ်ပါတယ်သူကတော့ပြုတ်ဝဲ agent 007 James Bond ပါပဲJames Bond ရဲ့ကွာကျော်စကားစုဖြစ်တဲ့ A Martini Shaken Not Stirred ကိုအားလုံးကြားဖို့ကြပါဘူး။လှုပ်ပြီးဖြော်ပေးပါမှွေပြီးမဖြော်ပါနဲ့လို့အဓိပ္ပာယ်ရပါတယ်။ဒါပေမဲ့ဗာရဏလောကမှာဒီစကားနဲ့ပတ်သက်ပြီးကြီးမားတဲ့ညှိခုံမှုတွေရှိပါတယ်။ဘာကြောင့်လဲဆိုတော့ပုံမှန်အားဖြင့်ဂျနက်ဘာမှုလို့ကြည်လင်နေတဲ့အရက်နှမျိုးတွေကိုရောစက်တဲ့အခါဗာရဏတွေကဘာစပွန်နဲ့မှွေပြီးပဲဖြော်လို့ရှိပါတယ်။မှွေလိုက်တဲ့အခါရဲရဲနှမ်းရတာမပြတ်ပဲပိုးသားလိုမြင်ရပြီးကြည်လင်နေတဲ့ Martini တစ်ခွက်ကိုရပါတယ်။ဒါဆို James Bond ကဘာလို့ Shaken လုပ်ခိုင်းရတာလဲ။ရှိတ်ကာထဲမှာရေခဲတွေနဲ့ပြင်းထန်လှုပ်ခါလိုက်တဲ့အခါအရက်ထဲကိုလေပေါင်းလေးတွေဝင်သွားပြီးအရေကခောက်ပြီးဖြစ်သွားပါတယ်။ပြီးတော့ရေခဲကအမြင်မြန်ရေတော်တဲ့တော့အရက်ရဲ့ပြင်းရကိုရောကျသွားလိမ့်ပါတယ်။ဒါပေမဲ့ James Bond လိုလှုပ်ဝဲခြင်းတယောက်တော့ကတော့အရန်အိဆက်နေတဲ့အရသာကိုလိုချင်တာရဲ့ရန်သူရှိမှအရက်ပြင်းစားကြီးတောက်နေပေမဲ့အမှန်တကယ်တော့ရေနဲ့ရောသွားလို့အမှုမလုံးပဲအရီးလွတ်မသွားအောင်အကွက်ချပြီးတောက်တဲ့ပြီးသွားလို့လည်းတချို့ကသုံးသပ်ကြပါတယ်။ဘာဖြစ်ဖြစ်ဒီစကားစုလေးက Martini ကိုပိုပြီးစမ်းတယ်ဆွတ်ဆောင်မှုရှိစေတဲ့ cocktail တစ်ခွက်ဖြစ်သွားစေတာကတော့အမှန်ပါပဲ။ဒီနေ့ဗီဒီယိုမှာတော့ခက်တွေဘယ်လိုကြောင်းလူကြိုက်များနေစေဖြစ်တဲ့ old fashion နဲ့ဆွတ်ဆောင်မှုပြည့်ရှိတဲ့ Martini တို့ရဲ့နောက်ဝက်ကဇာတ်လမ်းတွေကိုပြောပြပေးခဲ့တာပါ။နောက်တစ်ခါဘာတစ်ခုရောက်လို့ဒီကောက်လေးတွေမှာတောက်ဖြစ်တဲ့အခါတို့ရဲ့သမိုင်းကြောင်းလေးကိုပါတွေးပြီးတောက်မယ်ဆိုရင်ပိုပြီးရတာရှိလာမယ်လို့ယုံကြည်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့သမိုင်းခီးစဉ်ကဒီမှာမပြီးဆုံးသေးပါဘူး။နောက်ထပ်ဗီဒီယိုမှာပိုပြီးတော့စိတ်လှုပ်ရှားစရာကောင်းတဲ့ရေချောင်းခီးစဉ်တွေကနေမွေးဖွားလာတဲ့ကောက်လေးများအကြောင်းကိုပြောပြတော့ပါမယ်။ပင်လယ်ဓမြတွေတင်မောသားတွေကြောင့်ဖြစ်ပေါ်လာတဲ့မိုဟီတိုတို့ဒါခရီတို့လို run chicken cocktail တွေပြီးတော့ရေတက်သားတွေယောဂမဖြစ်အောင်စိတ်တစ်ခွက်လိုတောက်ရကနေပေါ်လာတဲ့ဂင်းလက်အကြောင်းတွေကိုဆက်ပြီးပြောပြပေးတော့မှာမို့နောက်ဗီဒီယိုကိုလည်းဆက်လက်ဆောင်တော့ကြည့်ရှုပေးကြပါဦးဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like and share လုပ်ပေးဖို့လည်းမမေ့နဲ့နော်အားလုံးပဲကောင်းသောနေ့လေးဖြစ်ပါစေချီယာ